အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မြန်မာစားစာကြိုက်တဲ့တထေးကိုနန်းကြီးတုတ်ကျွေးဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ကြက်သားချက်ဖို့အတွက်ကြက်သားလီးထားတယ်ပြီးရင်ကြက်သွန်ဖြူနီကိုချိန်ထားပါတယ်စီပူလာရင်ခုနကချိန်ထားတဲ့ကြက်သွန်ဖြူနီတဲ့ငြုတ်တီးစိမ့်မနှစ်စွန်းထည့်မယ်အနံလေးမွေးလာရင်တော့ငန်းပြားရီအနှဲငယ်ထည့်ပါမယ်ချုံမုံနှဲငယ်တဲ့ကြက်သားထည့်ပြီးတော့ချက်ပေးပါမယ်ဖြူစီလေးလည်းကျွန်တော်အနှဲငယ်ထပ်ထည့်ထားပါတယ်နောက်ဆုံးမှာတော့ရေနည်းနည်းထည့်ပြီးရင်ကြက်သားကရေခမ်းပြီးတော့စီလေးပြန်လာရင်တော့ကြက်သားချက်ကတော့ရပါပြီပြီးရင်တော့စပြီးတုပ်ပါမယ်နန်းကြီးဘက်မရှိလို့ကျွန်တော်ကတော့ဥတုံခောက်ဆွဲပဲတုံထားပါတယ်ပြီးရင်ခုနကကြက်သားချက်လေးထည့်မယ်ကြက်သွန်နီနည်းငယ်ထည့်ပါမယ်စီချက်အနည်းငယ်ထည့်ပါမယ်ပြီးရင်ငရုတ်တီးအကြက်မုတ်ထည့်ပါမယ်ငန်းပြားလေးလည်းထည့်ပါတယ်အချုံမုတ်နည်းနည်းထည့်မယ်ကျွန်တော်ကကြက်ဥပါတခါတည်းထည့်ပြီးတုပ်ပါတယ်ပြီးရင်တော့နန်းမင်းပဲကြက်မုတ်လေးပါအနည်းငယ်ထည့်ပြီးတော့ဒီချာရောပြီးတော့နယ်ပေးပါမယ်ကျွန်တော်ဒီမှာအချင်းလေးထည့်ဖို့ကြံနေလို့အချင်းလေးနည်းနည်းထည့်ပါမယ်ပြီးရင်တော့ကန်နဲ့ထည့်ပြီးပလိတ်တင်လေးလုပ်ပြီးရင်တော့ရပါပြီတထေးကနန်းကြီးတုံးနဲ့နန်းမင်းကိုခုမှပထမဆုံးစားဘူးတာပါ맛있다. 고수 들어가서 맛있어요. 고수 나왔다. 구수랑 소금. 와. 아, 4개 할 걸. 맛있네. 그런가요? 3개. 음. 괜찮죠?